ငါတို့ဗုဒ္ဓဘာသာဝင်များသည်မအိုမသေးအမြဲနေရနိဗ္ဗာန်ကိုပင်မျှော်မြင်မှန်းဆ၍မရရအောင်အားထုတ်ကြကုန်သေး၏တဲ့နိဗ္ဗာန်တော်အဲ့လိုအရယူသွားနိုင်ကြသေးတာပဲတို့ဗုဒ္ဓဘာသာဝင်တွေကယခုဘဝကြီးပွားရေးစီးပွားရေးပညာရေးလောက်ကိုပဇာမူရဲ့အကြောင်းအမည်နည်းဆိုတာအခုပွားရေးပညာရေးကြီးပွားဖို့စီးပွားဖြစ်ဖို့အဲ့လောက်များဘာကြောက်စရာလိုတယ်လဲနိဗ္ဗာန်ဆိုတဲ့အလွန်ခက်ခဲတဲ့အရာဒီလိုလက်ပတ်နေတဲ့စက်ဝန်းကြီးတဲ့ဘုံဆိုခုံထွက်သွားတဲ့အရာမျိုးတောင်ရောက်အောင်လုပ်နိုင်သေးတာပဲဒီထဲမှာလက်ပတ်ပြီးချမ်းသာဖို့လောက်ကတော့ဘာမလုပ်နိုင်စရာရှိမလဲအဲ့လိုတွေ့ရတာနော်လုပ်နိုင်ရမယ်ပေါ့လုံလဝိရိယကင်း၍အပြင်းစားအပေါ်စားလုံနေတော်လဲဤခန္ဓာကိုယ်ကြီးပို၍မကြမ်းမှပို၍အသက်မရှိတော့ပြီတဲ့ပြောရပါလေပင်မန်းမှာကြောက်လို့အလုံးမလုပ်ဘူးနော်ပင်မန်းမှာကြောက်လို့အလုံးမလုပ်ဘူးလုံလဝိရိယကင်းပြီးတော့အပြင်းစားအပေါ်စားတက်တာတယ်လို့နေတယ်ဟိုဘက်ကချွေးတွေဒီကြပြီးပင်မန်းအောင်ရုပ်ကန်နေရတယ်ကိုကတော့အေးအေးဆေးတက်တောင့်တက်တာထမင်းညာကလေးရက်ခတ်စားပြီးတော့သူများမတထားတထားဟိုသူများမျက်ရည်မြက်ကဲမကြည့်တော့ကြည့်နေအာနာနေရအောင်မယ်ဆိုပြီးတော့အချိန်တန်စလောင်းအောင်လေးသွားဖွင့်ပြီးတော့ခက်ခက်စားပြီးပြန်ပြီးဂရင်ပေါ်ခွေခေါက်နေလိုက်ချိန်တန်ထစားလိုက်နောက်ဂရင်ပေါ်ခွေခေါက်နေလိုက်ဘာမှမလုပ်ဘဲနဲ့နေတော်လဲတက်တာအောင်နေတော်လဲဒီခန္ဓာကိုယ်ကြီးကပို့ပြီးတော့မကြမ်းပါဘူးပို့ပြီးတော့အသက်ရှည်မသွားနိုင်ပါဘူးတဲ့စင်စစ်တော်ကပြင်းနေသည့်အတွက်ခန္ဓာကိုယ်ထဲမှာအခိုးအငွေ့တွေအပြင်သို့မထွက်ရတော့ကြောင့်အေးဆက်ဆက်ဖြစ်ကပို့၍မကြမ်းမှဖြစ်သေး၏တဲ့ပြင်းတဲ့အတွက်ကြောင့်ခန္ဓာကိုယ်လှုပ်ရှားမှုမရှိဘူးလှုပ်ရှားမှုမရှိတဲ့အခါကျတော့အခိုးငွေ့တွေမထွက်တဲ့အတွက်ကြောင့်ပို့ပြီးတော့ဘာပဲဖြစ်မှာမကြမ်းမှပဲဖြစ်မယ်လို့ပြောတာနော်ဂရင်ပေါ်ကိုခောက်ဖုံးလေးတစ်ခုတည်းပုတ်နေပြီးတော့တခါတည်းလက်ညှိုးတစ်ချောင်းနဲ့အလုတ်လုတ်နေတဲ့ပုံကိုယ်တွေတတိထားပေါ့နော်အလုတ်တော့လုတ်တယ်ဘာပဲလုတ်တာလက်ညှိုးတစ်ချောင်းနဲ့ချအသေးပဲ तू ကနော်တခါကျိုးကြလက်မနှစ်ချောင်းနဲ့ဘာလုတ်တာဂိမ်းနှိပ်တာနော်ဒီလက်ကောက်ဝိရဲ့ဒီဘက်ပိုင်းကအလုတ်မလုတ်ဘူးနော်လက်ကောက်ဝိရဲ့ရှေ့ပိုင်းဒီလက်ကောက်ရဲ့ရှေ့ပိုင်းလေးပဲအလုတ်လုတ်တာလက်ကောက်ရဲ့ဒီဘက်ပိုင်းကျအလုတ်မလုတ်ငြိမ့်နေတာပဲလက်ကောက်ဟိုဘက်ကလက်မလေးလက်လေးချောင်းနဲ့လုတ်ပါတယ် तू ကဖုံးအသေးကင်ထားတာကင်ထားပြီးဒီကချတာဟိုလာပြောနေမရှောင်းဒီမှာအလုတ်ပြက်အောင်ပြက်နော် तू အဲ့လိုချတာဒါလေးတော့ तू အသေးလုတ်တယ်လို့ပြောတာနော်အဲ့လိုလုတ်တော့ဘာဖြစ်လဲခန္ဓာကိုယ်တစ်ကိုယ်လုံးကအခိုးငွေ့တွေအပြင်မထွက်ရတဲ့တော့ပိတ်ဆိုးပြီးတော့မြင်မြပွေဖို့ပဲရှိတယ်လို့ပြောတာသက်တာလို့များအသက်ရှည်သွားမယ်မထင်နဲ့လို့ပြောတာနော်ထိုမကြမ်းမှမှုကြောင့်အပြင်းထူသူမှာအသက်တိုးဖွယ်သာများဤတဲ့ပြင်း၍အလုံးမလုံးသူသည်တာ၍ပြင်းစရာဖြစ်နေပါလိမ့်မည်ပြင်းလို့အလုံးမလုံးရင်တာပြီးတော့မလုံးစရာပြင်းစရာဖြစ်တာပေါ့တဲ့ဖုံဖုံပြောဘူးတဲ့အလုံးကိုအပြင်းကိုဗာနဲ့တိုက်ရမှာအလုံးနဲ့တိုက်ရမှာပြင်းရင်ဖိအလုံးလုံးရင်နဲ့အပြင်းကဘယ်ပြောက်သွားမှကိုမသိတော့အဲ့လိုဖြစ်နေရမှာနော်ပြင်း၍အလုံးမလုံးသူသည်တာ၍ပြင်းစရာဖြစ်နေပေလိမ့်မည်လုံလဝိရိယမှန်မှန်ဖြင့်အလုံးလုံးနေသူကိုလူတွေကလည်းကြည်ညိုနတ်တွေကလည်းစောင့်ရှောက်လို၏အလုံးလုံးတဲ့လူကိုမှလူတွေကလည်းကြည်ညိုတယ်အေး तू ကကြည်စမ်းအေးလုံလဝိရိယကောင်းတယ်ဟဲ့လူတွေလေးစားတာပေါ့မပြတ်တည်းအလုံးလုံးနေတယ်ဟဲ့တော်သားပဲဒီလူကနော်အဲ့တော့လူတွေကလည်းပဲကြည်ညိုနတ်တွေကလည်းပဲဗာလဲစောင့်ရှောက်ခြင်းတယ်စ조사တဲ့လူကိုစောင့်ရှောက်ခြင်းတယ်ပေါ့မဟာဇနကနော်ပင်လယ်ထဲမှာသင်္ဘောပြဲပြီးတော့မျောသွားတဲ့အချိန်မှာ तू ကစဉ်းစားတယ်လေမကူးလဲသေးမှာကူးလဲသေးမှာတဲ့ကဲပြောပင်လယ်ထဲမှာဘာလုပ်လားမကူးလဲသေးမှာကူးလဲသေးမှာဟုတ်တယ်လေကမ်းမမြင်လမ်းမမြင်ပင်လဲ तू ခံနိုင်လား9ရက်ပေါ့အဲ့9ရက်မှာလက်ပြကူးနေလဲ9ရက်ပြကမ်းနားမရောက်လို့သေမှာပဲမကူးပဲနေလဲဘာလို့မှာသေမှာပဲအဲ့တော့တက်တောင်တက်တာသေမလားပင်မခံပြီးသေမလားပြောမေကွန်မေဘုံမင်းနီနော်ဘယ်လိုသေမလဲပြောမတက်တောင်တက်တာနဲ့သေမှာနော်အဲ့တက်တောင်တက်တာနေတဲ့လူပုဂ္ဂိုလ်အတွက်အခွင့်အရေးဆိုတာမရှိဘူးနော်မကူကွာမြန်သေးတော့မြန်ဟိုလက်မညောင်းမဲသေရတာပေါ့ဆိုနေကြည့်ပါလားသူသေသွားမှာပေါ့မြန်ကိုးနေတဲ့ပုဂ္ဂိုလ်အတွက်တော်တော်နဲ့မသေဘူးမသိရင်အဲ့ချိန်မှာတစုံတစ်ခုအကြောင်းပြုပြီးတော့တစ်တုံမျောလာလို့ဖြစ်စေပြင်းများတစ်ချက်မျောလာလို့ဖြစ်စေကိုအနားရောက်လာရင်ကိုဖက်တွယ်ပြီးအသက်ရှင်ခွင့်ရတယ်စောစောသေသွားတဲ့ပုဂ္ဂိုလ်အတွက်တစ်သားအနားရောက်လာတဲ့ဘာမှမဆိုင်တော့အဲ့တော့မဟာဇနကလုံလဝိရိယပါရမီလုံလဝိရိယနဲ့ငါစ조사နေမှဖြစ်မယ်အသက်ရှင်နေသူအတွက်အခွင့်အရေးရှိတယ်အသက်ရှင်နေသူအတွက်ဘာရှိလဲအခွင့်အရေးရှိတယ်မှတ်ထားနော်သေသွားရင်ဘာအခွင့်အရေးမှမရှိတော့ပြီးခဲ့တဲ့ကိုဗစ်ကသေသွားတဲ့လူတွေအခုချိန်ကိုဗစ်ငြိမ်သွားပြီကဲရီကြစို့မောကြစို့လှုပ်ကြစို့ကိုင်းကြစို့ရှာကြစို့ဖွေကြစို့ကုသိုလ်ကောင်းမှုတွေနေတဲ့သွားကြစို့ဆိုကဲလုံနိုင်သေးလားမလုံနိုင်တော့ဘာအခွင့်အရေးမှမရှိဘူးရှင်နေတဲ့လူမှာအခွင့်အရေးရှိတယ်အဲ့တော့ငါရှင်အောင်ကူးရမယ်ဆိုပြီးသူကကူးတာအဲ့လိုကူးတော့မှမဏိမေခလာနော်တရားမင်းတာဝန်ပေးထားတဲ့မဏိမေခလာပင်လယ်ထဲမှာသူတော်ကောင်းတရားကျင့်တဲ့ပုဂ္ဂိုလ်တွေ
စောင့်ရှောက်ဆိုတော့မဏိမေခလာကြည်လိုက်ရောဟဲ့ဒီကောင်ကမ်းမမြင်လမ်းမမြင်ပင်လေပြင်မှာမရှင်နိုင်မဲ့တည့်ရနဲ့ဘာကြောင့်ကူးနေလဲငါသွားမေးမယ်ဆိုသွားမေးတာသွားမေးတော့မှဟိုမဟာဇနကကမကုလဲသေးကုလဲသေးဒါပေမဲ့လို့ယောက်ျားတို့လုံလသေကံမှာရှော့မယ်ရှင်တန်နေရင်အခွင့်အရေးဆိုတာလူတိုင်းမှာရှိတယ်အဲအကြောင်းငါကူးနေတယ်ဒီလိုလဲပြောလိုက်ရောဒါဆိုရင်ဒီလိုကောင်ကယ်ရမယ်ဆိုပြီးတော့မဏိမေခလာကယ်သွားတာသူ့သားလက်မိုင်ချပြီးမကူးရင်ကယ်မလားလူမလုံးလားနမမဒီလူလဲလုံးလားနတ်လဲမဤမှတ်ထားနော်ဘာမှမကြိုးစားပဲနဲ့အဲနတ်စင်နတ်သွားနဘူးနတ်သာသွားမလုံးနဲ့နော်ကိုယ်သားနတ်ဆိုရင်နရင်ကြီးဖြတ်ရိုက်မှာဘာမှမလုပ်ဖ ೇನೆ ဆိုလေဘယ်နာကြီးတာပဲအဖတ်တင်တယ်လေစဉ်းစားကြည့်ပေါ့အဲ့ဒါပြင်းစရာဖြစ်နေပါလိမ့်မယ်လုံလဝရိယမှန်မှန်အလုံးလုံးတူကိုလူတွေလည်းကြင်ညိုနတ်တွေလည်းစောင့်ရှောက်လို့တဲ့ရှေးကံတွေကလည်းအကျိုးပေးခင်တိုင်းလှလှပပအကျိုးပေးကြတယ်ရှေးကအသက်ရှင်မဲ့ကံပါလာဆိုလဲဇနကရှေးပြီလေနော်အကျိုးပေးခွင့်ကဘယ်လိုသားသွားလဲအဲ့မှာနတ်ကပွေပြီးတော့ तू ကမင်းဖြစ်တိုက်တဲ့ပုံကိုဆိုတော့ဟိုမှာတိုင်းပြည်မှာဘယင်သေးသွားပြီးတော့ဟိုမင်းလောင်းရှာမဲ့တိုင်းပြည်ရဲ့တိုင်းပြည်မှာတခါတည်းမင်္ဂလာကြောက်ဖြာပေါ်မှာသွားချထားတယ်ဟိုကလည်းဘယင်ကသေးသွားပြီးကြံခဲ့တာသမီးတော်ဆိုတော့သမီးတော်ဘယင်ထားလို့ကအဆင်မပြေတော့မင်းလောင်းရှာမဲ့ဆိုဖုတ်သွင်းရထားလွတ်လိုက်တာဖုတ်သွင်းသားဒိုင်းဆိုအဲ့ဒီမှာသွားဆိုင်တာဆိုင်လဲဆိုင်ရော तू ကလည်းတခါတည်းပင်မန်းလို့ခေါင်းမူးချုံပြီးအိတ်နေတာနော်အဝတ်ကိုခေါင်းမူးချုံအိတ်နေတာဖုတ်သွင်းထားလဲသွားဆိုင်ရောဒါမင်းလောင်းဆိုဟိုကတတ်မှတ်တယ်တတ်မှတ်ပြီးတော့သွားပြီးတော့သူ့ကိုဟိုခြုံထားတဲ့ဆောင်လေးကိုလှန်ကြည့်တာခေါင်းဘက်ကကြည့်မလားခြေထောက်ဘက်ကကြည့်မှာခြေထောက်ဘက်ကကြည့်တာနော်ခြေထောက်ဘက်ကဖွင့်ပြီးခြိဖွားကြည့်လိုက်တာခြိခဏဟုတ်လားခြိခဏလားလက်ခဏလားတွေ့လားငပေါ်လေးတွေနော်ခြေထောက်မှာရှိတဲ့အမှတ်သားကိုဘာလို့ခေါ်လဲလက်ခဏပါဠိကလက်ခဏနော်လက်မှာရှိလို့လက်ခဏခေါ်တာမဟုတ်ဘူးနော်လက်ခဏဆိုတဲ့ပါဠိကအမှတ်သားလို့အဓိပ္ပာယ်ရတယ်လက္ခဏာပါဠိကအမှတ်သားလို့အဓိပ္ပာယ်ရတော့ခြေထောက်မှာရှိတဲ့အမှတ်သားကိုလည်းလက္ခဏာလက်မှာရှိတဲ့အမှတ်သားလည်းလက္ခဏာအဲ့တော့ခြေထောက်ရဲ့လက္ခဏာကိုကြည့်လိုက်တာကြည့်လိုက်ရောဟာဒီပုဂ္ဂိုလ်မင်းဖြစ်မဲ့ပုဂ္ဂိုလ်ပဲလက်ဖွားရှာမကြည့်ဘူးအဲ့တော့လက်မှာရှိတဲ့အရေးအကြောင်းနဲ့ခြေထောက်မှာရှိတဲ့အရေးအကြောင်းဘယ်ကပိုမှန်နိုင်နောက်တစ်ခါဘေးတင်သွားမေးရင်ခြေထောက်လေးထိုးပေးနော်ဟိုကနေရင်အုပ်ရင်တော့ဖုံဖုံတာဝန်မခံဘူးငါဒီကလေးမရိုင်းတယ်ဒီကောင်လေးရိုင်းတယ်လူကြီးခြေထောက်ထိုးပေးရလားဆိုနေရင်အုပ်ရင်တော့ဖုံဖုံနဲ့မဆိုင်ဘူးနော်ဒါပေမဲ့မှန်တာကဘယ်ကမှန်တာခြေထောက်ကမှန်တာအဲ့ဒါခြေထောက်ကြည့်ပြီးလဲပြီးတော့အရှင်မင်းကြီးထပါဆိုအဲ့မှာအိုးစီပုံမတော့ဘုံဆိုမျက်လုံးပြူထဘယင်ဖြစ်သွားရောဒါပေမဲ့ပင်လယ်ထဲမှာလုံးလာတာမဆိုင်ခဲ့ရင်ဘယင်လည်းမဖြစ်ဘူးနတ်သမီးလည်းမကယ်ဘူးစိတ်ချနော်ဒါကြောင့်မလို့ကိုယ့်ဘက်ကဘာဆိုင်ဖို့လို့လုံလဝရိယစိုက်ဖို့လိုတယ်ဆယ်တန်းအောင်ဖို့ဘာလို့လဲလုံလဝရိယစိုက်ဖို့လိုတယ်မှတ်ထားနော်ဆယ်တန်းလည်းနီးလာပြီဆိုတော့ကိုကဒါပဲပြောချင်တာရှေ့ကန်နေရလဲအကျိုးပေးခွင့်သားပြီးတော့လှလှပသူဘယင်ရဖြစ်သွားတယ်လေအကျိုးပေးကြတယ်ထို့ကြောင့်လုံလဝရိယရှိသူတို့အဖို့မှာလောကကြီး၌ပျော်စရာတွေသာတွေ့ရပါလိမ့်မည်တဲ့ကြိုးစားနေရှေ့မှာပျော်စရာစောင့်ကြိုးနေလိမ့်မယ်နော်ဒါကြောင့်တနေ့ဖို့၌တိကုသိုလ်နှစ်ဥစ္စာသုံးချမ်းမာရေးလေးအတတ်ပညာငါးတကိုးကုံသိမ့်ဤငါးမျိုးတွင်တစ်မျိုးမျိုးမှအကျိုးမရပဲကုံသွားသောနေ့သည်ဝမ်းနည်းစရာလွန်စွာအသုံးမကျမသေးခင်ကမသာဖြစ်ရသောနေ့ပင်ဒီတဲ့နော်ပြန်ဖတ်ကြပါလေတနေ့ဖို့၌တိကုသိုလ်နှစ်ဥစ္စာသုံးချမ်းမာရေးလေးအတတ်ပညာငါးတကိုးကုံသိမ့်ဤငါးမျိုးတွင်တစ်မျိုးမျိုးမှအကျိုးမရပဲကုံသွားသောနေ့သည်ဝမ်းနည်းစရာလွန်စွာအသုံးမကျမသေးခင်ကအသေးဖြစ်ရသောနေ့ပင်ဒီကြပြလေးဖတ်လိုက်ကုသိုလ်ဥစ္စာကြံခံသာ၍ပညာတကုတစ်မျိုးမျိုးမှအကျိုးမထွက်ထိုနေ့အတွက်သက်ဝမ်းနေဖွယ်နော်ဒါလေးပြန်ရှင်းပြမယ်နေ့တစ်နေ့ကုံသွားရင်၅မျိုးရစရာရှိတယ်တိကုသိုလ်နော်မနဲ့အိယာထားလိုက်တာနဲ့တရဏဂုံ၃ပါးလောက်ရွတ်ပြီးထားလိုက်မေတ္တာလေးပို့ပြီးချလိုက်နော်တရဏဂုံ၃ပါးရွတ်ပြီးတာနဲ့မေတ္တာလေးပို့နော်မေတ္တာပို့ပြီးတော့အိယာထားလိုက်ရင်ဘာနဲ့စလိုက်တာကုသိုလ်နဲ့စလိုက်တာတတ်နိုင်ရင်တော့ကြောင်းမတက်ခင်အခုသားတို့သမီးတို့တော့ပြောစရာမလိုနေတိုင်းဒီရောက်တာကိုကိုယ့်အိမ်နဲ့ကိုကြတော့မြတ်စွာဘုရားမျက်စောင်းထိုးကြည့်ပြီးထွက်သွားတာများတယ်ထိုင်ဥချတာနဲ့မျက်စောင်းထိုးကြည့်တာနဲ့ဘယ်ဟာများမျက်စောင်းထိုးကြည့်တယ်ဟိုမေရတခါနဲ့ဟဲ့ဘုရားရှိခိုးသွားအောင်လေဆိုအဲ့ကြမှာလွယ်အိလေးပေးချဘုတ်ဆိုနော်ဘုရားရှိကိုဟောထင်းခွဲပြတာပေါ့ပစိန်ပေါက်၃ချက်အဲ့ပြီးလဲပြီးတော့လစ်ချသွားအောင်နော်အဲ့တော့ကုသိုလ်ရအောင်လဲလို့နှစ်ပါလဲ
ကျမ်းမာရေးကျမ်းခန့်သာ၍ဆိုတာကျမ်းမာရေးနော်ကုသိုလ်ဥစ္စာနှစ်ကဥစ္စာရှာတဲ့အရွယ်မှာဥစ္စာရဖို့လဲလိုတယ်လေဥစ္စာရှာတဲ့အရွယ်မှာလက်ပလာနဲ့ကြီးနေလို့ကအဆင်မပြေဘူးအဲ့တော့ဥစ္စာရဖို့လဲလိုတယ်သုံးကဘာလဲကျမ်းမာ၍ကျမ်းခန့်သာ၍ဆိုတာကျမ်းမာရေးကောင်းဖို့လဲလိုတယ်ကျမ်းမာရေးကလည်းနေတိုင်းတတိလေးနဲ့နေရတယ်နော်နေတိုင်းတတိလေးနဲ့နေရတယ်လူတွေကကောင်းစဉ်မှာပေါ့တဲ့အတွက်ကြောင့်ကျမ်းမာရေးကိုအလေးမထားတဲ့အတွက်ကြောင့်ဒိုင်းဆိုတခုခုလည်းဖြစ်လိုက်ရောဖြစ်လိုက်ရင်တဆုံးတစ်ချက်ပဲကင်ဆာဆိုအဆင့်လေးပဲကိုယ်မရတဲ့အဆင့်ကိုတန်းရောက်နေတာဒီခန္ဓာကိုယ်ပေါ်မှာ medical check ကဆေးစစ်မှုလည်းမလုပ်ဘူးအဲ့ဒါကုံသွားမှကြအရန်နှမျောတယ်အစားအသောက်ကိုပပြက်နဲ့ပြက်စားမယ်ဆိုလည်းမနှမျောဘူးအဝတ်ထဲကိုတခါတည်းတစ်လကို9စုံဝယ်မယ်ဆိုလည်းမနှမျောဘူးmedical check အတွက်ဆိုရင်အရန်နှမျောကြတယ်အမှန်တကယ်တော့အဲ့ဒါအသက်နဲ့လဲယူသွားရတာပဲတကယ်တော့ကျမ်းမာရေးကိုဆေးစစ်ပြီးလိုက်နာတဲ့နာလိုက်နာရှောင်ကျင်တဲ့နာရှောင်ကျင်စားတော့တဲ့နာစားတော့မစားတဲ့နာကိုရှောင်အဲ့လိုမျိုးလေးနေသွားရင်ကျမ်းမာရေးကောင်းတာပေါ့နော်နံပါတ်4ကဘာလဲပညာအသိလိမ္မာဉာဏ်ပညာရအောင်ယူရမယ်နံပါတ်5ကဘာလဲတကောဆိုတကောဩဇာကိုပြောတာနော်တကောဩဇာကိုပြောတာတကောဩဇာဆိုတာကိုလှုပ်တယ်လို့ဖြစ်တယ်ပြောတယ်လို့ပြီးတယ်အဲ့ဒါကိုဩဇာရှိသူလို့သုံးတာပေါ့အဲ့ဒီအတွက်ကလည်းယထာဝါဒီတထာကာရီယထာကာရီတထာဝါဒီပြောတယ်လို့လှုပ်တယ်လို့ပြောဖို့လိုတယ်ပြောတဲ့အတိုင်းလှုပ်ရင်အဲ့ပုဂ္ဂိုလ်စကားကိုအဖေကလေပြောပြီးရင်မပြင်ဘူးပြောတဲ့အတိုင်းဖြစ်အောင်လုပ်တတ်တယ်ဆိုသူစကားကသူများပယ်လို့မရတော့နားထောင်အောင်မယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားတယ်နော်အဲ့တော့ပြောတယ်လို့လှုပ်တယ်လို့ပြောဖို့လိုတယ်ကဲအဲ့5မျိုးတစ်မျိုးမှမရတဲ့နေ့စီရစရာအလုံးလက်လွတ်ဆုံးရှုံးရတဲ့နေ့ဆိုတော့ဝမ်းသာမယ့်နေ့လားဝမ်းနည်းမယ့်နေ့ဝမ်းနည်းမယ့်နေ့နော်အကယ်၍တစ်မျိုးလောက်လုံနိုင်တယ်ဆိုရင်ဘယ်လိုနေ့ဟုတ်မယ်တစ်မျိုးလောက်လုံနိုင်တယ်ဆိုတော်သေးတာပေါ့တစ်မျိုးရလိုက်လို့တော်သေးတာပေါ့နေ့တစ်မျိုးမှမရတဲ့နေ့ကဘာလဲဝမ်းနည်းစရာနေ့တစ်မျိုးလောက်ရရင်ဘာလဲတော်သေးတာပေါ့အခုဒီနေ့ဒါနေတိုင်းဖျားဝတ်တက်ပြီးတော့သီလယူပြီးတော့တရားမှတ်လိုက်တရားစပေတွေသင်လိုက်ဆိုတော့ဒါကတော့ကျိန်းသေးတယ်ကုသိုလ်ကတော့ရပြီမယူခြင်းတရားအတင်းထည့်ပေးနေတာဆိုတော့လေတခုရှိတယ်ပေါ့ဈေးဝယ်တယ်လို့တော့မလုံးနဲ့နော်ငါဈေးဝယ်တယ်လို့မလုံးနဲ့အိမ်ကနေလွှတ်လိုက်တာစီငါးချက်သားဝယ်ခဲ့ဆိုဘယ်ဟာနဲ့ထက်မှလဲဆိုငါးချက်သားပကံလေးပေးလိုက်အောင်ဟိုရောက်လဲရောက်ရောအမစီငါးချက်သားဝယ်လိုက်အောင်ငါးချက်သားပကံလေးနဲ့ဟိုထည့်ပေးလိုက်တာသူအတကွက်တိပဲယူပြန်လာအိမ်ရောက်တော့ဒီရောက်လဲရောက်ရောအမေတယ်ဟဲ့နေ့စီကဒါငါးချက်သားလားဆိုဟုတ်ကန်တဲ့ဒါငါးချက်သားခွဲတယ်အစ်စ်လေးပါလေးမရဘူးလားဆိုတောင်းခဲ့တယ်တဲ့အစ်စ်ဘယ်မလဲဆိုတော့ဒီမာတဲ့ဆိုအစ်စ်ကဖင်ခွဲတဲ့ထက်ခဲ့တယ်ပေါ့မှောက်ချလိုက်တော့ကုန်ရောနော်ငါကြတာပလက်လန်ထဲလာတာအစ်စ်ကဘယ်တဲ့ထည့်ပေးလိုက်တာနောက်ကဖင်ခွဲတဲ့ထည့်ပေးလိုက်တာအေးရောက်တော့ပြပဲဟဲ့မအစ်စ်တဲ့ဆိုတော့ပြီးလေးပြီးတော့ဘာမှမကြံတော့ဘူးအဲ့လိုဖြစ်သွားလို့မရဘူးလို့ပြောတာနော်ရတော့ရတယ်ဘာမှမကြံတော့ဘူးယာနီမျိုးတော့မကြိုက်သေးဘူးနော်ဆိုလိုတာဖုံဖုံသင်ပေးနေတာတွေကဟိုအစ်စ်ရလိုက်ပါတယ်လို့ပြဖို့အတွက်ငါကြတာကိုမှောက်ချတယ်လို့လုံးလို့မရဘူးလို့ပြောတာနော်ခေါင်းထဲမှာပအောင်ယူသွားရမယ်စိတ်နှလုံးထဲပအောင်ထည့်သွားရမယ်အိမ်ရောက်လို့ရှိရင်နင်တို့ဖုံဖုံဘာတင်ပေးလိုက်တယ်ဒီမှာပါဒါလေးပဲလားဆိုအစ်စ်ပါလို့ပြောတော့မှောက်မချနဲ့လို့ပြောတာနော်များဆပြဖို့လိုတာပေါ့ကဲအဲ့5မျိုးမှာတစ်မျိုးတည်းရတဲ့နေ့ဆိုပါလေတော်သေးတာပေါ့2မျိုး3မျိုးလောက်ရရင်မဆိုးပါဘူးအဲ့မှာသို့တော့မလုံးတော့မဆိုးပါဘူးဒါပဲဒီတက်မတိုးတက်ဘူးနော်4မျိုး5မျိုးရရင်တော့ဝမ်းသာမယ်နေပေါ့ကဲဝမ်းနေရမယ်နေလားတော်သေးတာပေါ့နေလားမဆိုးပါဘူးနေလားပြောလိုက်တာဟဲ့ဆိုတဲ့နေလားနော်နေတိုင်းမှာအဲ့လိုဖြစ်ရမှာနော်4မျိုးရ5မျိုးရရင်တော့ဗာလဲဝမ်းသာရတဲ့နေပေါ့ပြောလိုက်တာဆိုတဲ့နေ2မျိုး3မျိုးလောက်ရရင်ဒီနေ့တော့မဆိုးပါဘူးဒီလောက်ပဲ1မျိုးတည်းရဆိုတော်သေးတာပေါ့ဘာမှမရတာနဲ့စားရင်တစ်မျိုးမှမရတဲ့နေ့ကြရင်တော့မြေအေးလေးပေါက်နဲ့2ပေါက်လောက်ကြပြနော်ဒါဝမ်းနေရတဲ့နေ့အဲ့လိုဖြစ်သွားမှာနော်ကဲအဲ့တော့တနေ့ကုန်ရင်အဲ့ဒါညအိယာဝင်ကန်နီးမှာအိယာတဲ့ရောက်ပြီးတော့ဟိုခေါင်းအုပ်နဲ့ခေါင်းနဲ့ထိလိုက်တဲ့ကြောင့်ခေါ်ဆိုလက်တန်းပျော်မသွားနဲ့ဘူးငါဒီနေ့ဘာရလိုက်တယ်ပြန်စစ်လိုက်လို့ရှိရင်ဝမ်းနေရမယ်နေလားဝမ်းသာမယ်နေလားဒါမှမဟုတ်တော်သေးတာပေါ့နေလားမဆိုးပါဘူးနေလားဆိုပြီးတော့ဒါကွက်ကိုသုံးသပ်လို့ရတယ်လို့ပြောတာနော်ကဲပြီးစေပေါ့ဒီဟာလေး